သက်9နှစ်အရွယ်ကောင်လေးကသူ့ရဲ့ခေါင်းကိုလက်ကြည့်ုံများနဲ့တင်လှုပ်ကြံတက်ဖြတ်သူကိုနောက်ွယ်မှာခြံထားခဲ့နိုင်ပါတယ်။တိုဂျီမွေးဖွားလာကလေးကကိုဂျိုဆာရိုယူတယောက်တည်းသာသူ့ရဲ့တည်ရှိမှုကိုအာရုံခံနိုင်ခဲ့တာဖြစ်ပြီးသူကကလေးငယ်လေးများသာရှိသေးတာကြောင့်ဒါဟာအလွန်မင်းထိတ်လန့်စရာဖြစ်ခဲ့ရပါတယ်။ဒါကြောင့်ကိုဂျိုဆာရိုယူကာကွယ်ပေးထားတဲ့ရီကိုအာမာမီယာကိုတက်ဖြတ်ဖို့တာဝန်ရရှိတဲ့အခါတိုဂျီဟာတိုက်ခိုက်ဖို့အလင်းစလိုမလုပ်ခဲ့ပါဘူး။သူဟာနေဗျူဟာအနေနဲ့အွန်လိုင်းပေါ်မှာဒေါ်လာ30စုချင်းငွေကိုတမင်သက်ထုတ်ပြန်လိုက်ပါတယ်။ဒါဟာကိုဂျိုကိုနေ့တိုင်းတီးအပြည့်နဲ့ရင်ဆိုင်နေရအောင်ပြုလုပ်လိုက်တာပါ။ရပ်ပေါင်းများစွာကြာမြင့်ပြီးတဲ့နောက်မှာတော့ကိုဂျိုဂျူဂျစ်စုကျောင်းစီပြန်လည်ရောက်ရှိလာတဲ့စက္ကန့်ပိုင်းမှာတင်သူ့ရဲ့ကာကွယ်ရေးကိုရှော့ချလိုက်မှာဖြစ်ပါတယ်။အဲ့ဒီအချိန်ကတိုဂျီအတွက်တိုက်ခိုက်ဖို့အကောင်းဆုံးအခွင့်အရေးပါပဲ။ဒီလိုမျိုးရုတ်တရက်တိုက်ခိုက်မှုကြောင့်လူတိုင်းမင်သက်သွားခဲ့ရပါတယ်။တတိပြန်ဝင်လာတဲ့စက္ကန့်ပိုင်းမှာတင်ဂီရိုဟာတိုဂျီကိုပြင်းထန်စွာတိုက်ခိုက်ဖို့ကျင်းစာဝိညာဉ်တွေကိုချက်ချင်းဆင့်ခေါ်လိုက်ပါတယ်။ဒီလိုမျိုးခိုးယူတိုက်ခိုက်မှုအောင်မြင်ခဲ့ပေမဲ့တိုဂျီဟာကိုဂျိုရဲ့စွမ်းအားကိုအထင်သေးမိသွားခဲ့တာပါ။ဒီလိုချိန်နေမှာတောင်ကိုဂျိုဟာအသက်အန္တရာယ်ရှိတဲ့နေရာတွေကိုအချိန်မီရှောင်တိန်နိုင်ခဲ့ပါတယ်။ဒါကြောင့်ကိုဂျိုဟာသူ့ရဲ့ရင်ဘတ်ပဲအဖောက်ခံလိုက်ရတာဖြစ်ပြီးတိတ်ပြီးတော့မစိုးရိမ်ရပါဘူး။အခုအချိန်မှာအရေးကြီးဆုံးချက်ကဂီရိုနေနဲ့ပေါင်းစပ်မှုအောင်မြင်ဖို့ရီကိုတည်ဆောင်သွားဖို့ပဲဖြစ်ပါတယ်။တိုဂျီကိုတော့ကိုဂျိုကကိုယ်တိုင်ဖြေရှင်းမှာပါ။ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကသူ့ရဲ့အသက်ကိုဆုံးရှုံးစေလိမ့်မယ်ဆိုတာသူကြိုတင်မသိရှိခဲ့ပါဘူး။တိုက်ခိုက်မှုစတင်ပြီးတဲ့နောက်မှာတော့ကိုဂျိုဟာတိုဂျီကအဆက်မတန်မျက်စိယုံတင်မကပဲကျင်းစာစွမ်းအားလုံးဝမရှိမှန်သဘောပေါက်သွားခဲ့ရပါတယ်။ဒါဟာတိုဂျီကကောင်းကင်ဘုံရဲ့ကန့်သက်ချက်ကြောင့်ရုပ်ပိုင်းဆိုင်ရာအခြေအနေကအထူးဆင့်မနှက်စရာတွေထပ်ပင်ပုံမတာလိုနေတာဖြစ်ပါတယ်။တိုဂျီဟာလျှက်စီးလက်တလိုမျိုးအမြန်ဆုံးလှုပ်ရှားနေခဲ့တာကြောင့်ကိုဂျိုလိုလူမျိုးပင်သူ့ရဲ့ရဲရောင်ကိုသာမြင်တွေ့နေရတာပါ။ဒါပေမဲ့ကျွဲဝါတဲ့တိုက်ပွဲအတွေ့အကြုံတွေကြောင့်ကိုဂျိုဟာတိုဂျီရဲ့တိုက်ခိုက်မှုတွေကိုအလွယ်တကူပိတ်ဆို့ပစ်လိုက်ပြီးမီတာ100အကွာဝေးထိလွင့်ထွက်သွားအောင်ရိုက်နှက်လိုက်ပါတယ်။ဒါပေမဲ့ကိုဂျိုကရန်သူကိုအပြက်ချေမှုန်းဖို့ယုံကြည်ချက်ပြည့်နဲ့ချင်းကပ်သွားတဲ့စက္ကန့်ပိုင်းမှာပဲတိုဂျီဟာဘာရဲရောင်မှမရှိပဲပျောက်ကွယ်သွားတာကိုတွေ့လိုက်ရပါတယ်။တိုဂျီမှာကျင်းစာစွမ်းအားလုံးဝမရှိတဲ့အတွက်ကိုဂျိုရဲ့မျက်လုံး6လုံးကပင်သူ့ကိုလုံးဝရှာဖွေလို့မရတော့ပါဘူး။အခုဘာလုပ်ရမလဲ။ကိုဂျိုကတုံ့ပြန်မှုတစ်ခုကိုချက်ချင်းစဉ်းစားလိုက်ပါတယ်။သူဟာသူ့ရဲ့မနှက်စွမ်းအားကိုအမြင့်ဆုံးအဆင့်အထိထုတ်သုံးပြီးမျက်စိတမိတ်အတွင်းမှာတင်ပတ်ဝန်းကျင်ကအဆောက်အုံအားလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒါဟာပုံကွယ်စရာနေရာမရှိရင်တိုဂျီရဲ့ခိုးယူတိုက်ခိုက်မှုကိုရှောင်လဲနိုင်မယ်လို့ယူဆလိုက်လို့ပါ။ဒါပေမဲ့သူဝမ်းမြောက်မထူးသေးခင်မှာတင်သူ့ရဲ့နောက်ွယ်ကတောအုပ်ထဲကနေစံပြတဲ့ပိုးကောင်အုပ်စုကြီးရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။သူတို့ဟာအမိန့်တစ်ခုခုရရှိထားသလိုမျိုးကိုဂျိုကိုတင်းကျပ်စွာဝန်ရံလိုက်ကြတာကြောင့်ပတ်ဝန်းကျင်ကိုတေးသေးချာချာမမြင်ရတော့ပါဘူး။ဒါဟာတိုဂျီရဲ့အာယုံပြောင်းတဲ့နေဗျူဟာမှန်သူသဘောပေါက်သွားတဲ့အချိန်မှာတော့အားလုံးနောက်ကျသွားခဲ့ပါပြီ။ပိုးကောင်တွေကိုသူမဖယ်ရှားနိုင်သေးခင်မှာတင်တိုဂျီကသူ့ရဲ့နောက်ကနေကောင်းကင်ဘုံရဲ့ပြောင်းပြန်လာတဲ့ပြင်းထန်စွာထိုးစိုက်ပစ်လိုက်ပါတယ်။ဒါဟာမနှက်စွမ်းအားတွေကိုအတင်းတမှာပယ်ဖျက်နိုင်တဲ့အထူးချိန်စာတင်လက်နဲ့ဖြစ်လို့ကိုဂျိုကိုဖောက်ထွက်ဖို့ကအလွန်မင်းလွယ်ကူနေခဲ့တာပါ။ပြီးတော့ရခင်တွေ့ကြုံတွေကြောင့်တိုဂျီဟာချက်တိုင်းကိုအသက်အန္တရာယ်ရှိတဲ့နေရာတွေကိုပဲဦးတည်ပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ကိုဂျိုမီသားစုရဲ့ပါရမီအရှိဆုံးမနှက်ဆရာကြီးဟာအဲ့ဒီအတိုင်းပဲလဲကျသွားခဲ့ရပါတယ်။တစ်ဖက်မှာလည်းဂီရိုနဲ့ရီကိုတို့ဟာအန္တရာယ်တွေကြားရောက်လာတော့မယ်ဆိုတာကိုလုံးဝမသိရှိကြသေးပါဘူး